နေ့မနေ့ပေါ့နော်17 နာရီ 14 မိနစ်မနေ့17 နာရီ30ချိန်ခန့်နေမှာဒီကျွန်တော်မကွေးလက်တက်လေတက်တဲ့ fighter 2 စီးနဲ့ပေါ့နော်8ချိန်ခန့်ဒါပုံကျင်းတိုက်ခဲ့တယ်မင်းနှုံးမျိုးနဲ့ပြောင်းကြီးရွာရဲ့နားမှာရှိတယ်နော်ဒီကျွန်တော်ဒီဒေသခံတွေကုန်စည်တည်ဆောင်ရနေရအောင်ပေါ့လေအဲ့ဒီမှာကျွန်တော်တို့ဒီလက်ရှိမှာကျွန်တော်တို့တည်ဆုံးသူ25ဦးဒါအတည်ပြုထားတယ်အဲ့ထက်ကျွန်တော်တို့ထပ်ရှိနိုင်သေးတယ်ပေါ့နော်တည်ဆုံးသူ25ဦးမှာကြားက23မားက2ယောက်ဖြစ်ပါတယ်နောက်ဒဏ်ရာရသူကလည်းအားလုံး20ဝန်းကျင်လောက်ရှိပြီးတော့လက်ရှိမှာကျွန်တော်တို့တွေအနေနဲ့ဒီ73ယောက်ကိုစေကူတာမှုပေးနေပြီးတော့အဲ့ထဲကနေမှဒီ10ရက်လောက်ကတော့ဒဏ်ရာပြင်းထန်ပါတယ်ခြေလောက်ပြတ်တာတွေလက်ပြတ်တာတွေရှိမယ်ဒါကနာတချို့ကိုကျွန်တော်တို့ကျွန်တော်တို့မနိုင်တဲ့အတွက်လွှဲပြောင်းဖို့လုပ်နေတာတွေလည်းရှိပါတယ်ကျွန်တော်ဒီတည်ဆုံးသူတွေကအများအပြားကတော့20ပတ်ဝန်းကျင်နဲ့20အထက်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့အသက်အရွယ်အမီတွေဘာတွေကိုတော့ကျွန်တော်တို့အတိအကျမသိရသေးပါဘူးတည်ဆုံးသူတွေကတော့ကျွန်တော်တို့ဒါဒေတာကန်တွေလည်းပါမယ်ဒါခီးသွားရခိုင်တွေလည်းပါမယ်ပေါ့နော်ကျွန်တော်တို့အတိအကျတော့တခြားမသိရသေးဘူးဘုံဒီကကျွန်တော်အပေါ်မှာပြောခဲ့သလိုပေါ့နော်ပြောင်းချေးရွာရဲ့ချေးရွာနီးနားမှာရှိရပေါ့နော်ဒီကိုစီတက်ဆောင်ရနေရကိုကျက်ချတာဖြစ်ပါတယ်တိုက်ပွဲဖြစ်သွားတာမရှိဘူးကိုတိုက်ပွဲဖြစ်သွားတာမရှိဘူးဒါအယက်သားပြည်သူတွေတွန်းနေသူတို့ဒါအလုတ်ကင်စီးပွားတွေလုတ်ကင်နေကြတဲ့နေရာတွေဖြစ်ပါတယ်ဒါအရက်ဖက်ပြတ်မှတ်ဖြစ်ပါတယ်เนาะဒါဒီခုလက်ရှိချိန်မှာတည်ဆုံးသူတွေကလည်းများတယ်ဒါလူအစုလိုက်အပြုံလိုက်ကိုဒါသူတို့စစ်ရခြင်းမှုကျွလွန်တာဖြစ်ပါတယ်ပြည်သူတွေမှန်တည့်ရနဲ့လောက်တာဖြစ်ပါတယ်ဒီဆုံးသူတွေထဲမှာရခိုင်ပြည်သူတွေပါမှာပါဒီအတော်များများလည်းရှိနိုင်ပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့တို့ပြည်ဒီကျွန်တော်ဒေဆုံးနေတဲ့မှာဒေသခံတွေလည်းရှိပါတယ်